အားလုံးပဲမင်္ဂလာပါအောင်ချမ်းမင်းဘုံပြန်လည်းပြောတော့ကြိုးစားပါတယ်အောင်ချမ်းမင်းရဲ့ညီကိုအားလုံးပဲမင်္ဂလာပါဗျဒီနေ့ဇန်နဝါရီ23တောက်ကြနေ့ည2:15မှာရှင်မြန်ကစားမယ့်အင်တာမီလန်ဘီဇာအင်တာမီလန်နှလုံး20ရှုံး3လုံးပေါင်းသေရီအင်တာမီလန်အသင်းကတော့ဇေယျထိပ်မှာ3မှတ်ပြတ်ဥဆောင်နေတယ်အင်တာမီလန်အသင်းကခုနောက်ပိုင်းပွဲတွေမှာကိုပြတ်နိုင်တာသိမတွေ့ရတော့ဘူးဘီဇာအသင်းကတော့တန်းစင်းစုံထဲမှာမှုအစွမ်းကုန်ရုံနေတာဖြစ်တယ်ပြီးခဲ့တဲ့အပတ်ကလည်းပဲအတလန်တာကိုတည်ကြထားခဲ့တယ်နောက်ဆုံး၄ပွဲမှာလည်းတပွဲသာရှုံးခဲ့တယ်အင်တာမီလန်နိုင်ရန်တောင်3ခုမပြတ်နိုင်ဘူးလို့ကျွန်တော်ကတော့ယူဆတယ်ဒါကြောင့်မို့ဘီဇာဘော်ဒီပဲရွေးချယ်တယ်နောက်တစ်ပွဲကတော့ညနေခွဲမှာကမဲ့လီဗန်ဒေးအချီလီဗန်ဒေးလည်းပဲ30ကျော်နှလုံး80ကျော်လီဗန်ဒေးအသင်းကတော့အဆင့်19မှာဖြစ်လို့ရုံနေတာတွေ့ရတယ်ပြီးခဲ့တဲ့အပတ်ကလည်းပဲရဲမဲတစ်ကိုအကောင်းဆုံးရှင်းနိုင်ခဲ့တယ်အမှတ်လိုအပ်ချက်အိမ်ဝင်လည်းဖြစ်အားထက်ရုံလာမဲ့လီဗန်ဒေးမရှုံးနိုင်ဘူးထင်တယ်အချီအသင်းကလည်းပဲအဝေးကွင်းဆိုအားနေတာတဲ့ရုံရခဲ့တယ်ဒါကြောင့်မို့လီဗန်ဒေးဘော်ဒီနဲ့ကိုပေါ်ရွေးချယ်ပါတယ်နောက်တဲ့ဘွဲကတော့ည2နာရီမှာကမဲ့စိန့်ဘော်လီဟမ်ဘာစိန့်ဘော်လီလည်းပဲ30ကျော်နှလုံး40ကျော်ဇီယာအိုချေကစိန့်ဘော်လီကရုံနေပေမဲ့တန်းစင်းစုံကမထွက်နိုင်သေးဘူးပြီးခဲ့တဲ့ဘက်ကလည်းပဲထုံးမုံကကပ်ပြီးတော့ရှုံးခဲ့ရတယ်ဟမ်ဘာအသင်းကတော့ဝေးကွင်းဆိုရလာမကောင်းဘူးလေးပွဲဆက်ရှုံးထားတယ်စိန့်ဘော်လီရဲ့ရုံအားကိုယုံကြည်ခြင်းနဲ့စိန့်ဘော်လီဘော်ဒီပဲရွေးချယ်တယ်နောက်တဲ့ဘွဲကတော့ည2နာရီခွဲမှာကမဲ့အော်စစ် PSG တလုံး100ရှုံး3လုံး20ရှုံးအော်စစ်အသင်းကတော့ဆက်ဆက်ကွန်မှာတန်းစင်းစုံနဲ့ရောက်နေလို့ရုံနေတာတွေ့ရတယ်ရှုံးတဲ့ပွဲတွေကလည်းပဲကိုပြတ်မရှုံးထားဘူးအသင်းကြီးတွေနဲ့ဆိုရင်ခံပြီးတော့ကန်နိုင်တဲ့ဒီနေ့ပွဲမှာလည်းရှုံးရင်တော့ကိုပြတ်မရှုံးနိုင်ဘူးလို့ယူဆတယ် PSG အသင်းကလည်းပဲခြေပုံမှန်မရှိသေးဘူးနည်းနည်းခြေစွမ်းကျနေတာတွေ့ရတယ်နိုင်ရင်တော့ကိုပြတ်မထင်ဘူးလို့ကျွန်တော်ကတော့ယူဆတိုင်းမို့အော်ဇီဘော်ဒီနဲ့ကိုပေါ်ရွေးချယ်ပါတယ်နောက်တဲ့ဘွဲကတော့2နာရီခွဲမှာကမဲ့ချန်ပီယံရှစ်ပွဲစဉ်ဖြစ်တဲ့ဒါဘီဝက်ဘရွန်ဒီပွဲမှာဒါဘီဘော်ဒီကြိုက်ပါတယ်အကြက်ချင်းမတွင်ဘက်ကပြီးတော့ကစားပါကျွန်တော်ညီကိုမြတ်တို့အကောင်းဆုံးဖြစ်နေမဲ့ရလမြတ်ကိုခံမှန်းပြီးတော့ရွေးချယ်ပေးလိုက်ပါတယ်အားလုံးကံကောင်းကြပါစေ